Cherry Auto ကအသစ်ထုတ်ထားတဲ့ Cherry Jujutomi မြို့တွင်သုံးလျှက်စစ်ကားကိုတရုတ်ဈေးကွက်မှာပြီးခဲ့တဲ့လကစရောက်လိုက်ပါတယ်။ CLTC Range 305 ကီလိုမီတာနဲ့405 ကီလိုမီတာဆိုပြီး version မျိုးနဲ့ထွက်လာတဲ့ဒီကားကကြီးကြီးလေးလေးရှိတဲ့ဒီဇိုင်းနဲ့ထွက်လာတဲ့ hatchback အမျိုးအစားလျှက်စစ်ကားပဲဖြစ်ပါတယ်။ version တစ်ခုစလုံးကိုတကား9ပေါက်9ရောက်စီးအနေနဲ့ထွက်လာပြီး CLTC Range အပေါ်မို့တည်ပြီးတော့ဈေးနှုန်းသတ်မှတ်ထားတာကိုတွေ့ရပါတယ်။ CLTC Range 305 ကီလိုမီတာရှိတဲ့ကားကို American Dollar 8,300 ဈေးဖွင့်ထားသလို CLTC Range 405 ကီလိုမီတာရှိတဲ့ကားကိုတော့ American Dollar 9,900 နဲ့ဈေးဖွင့်ထားပါတယ်။ဒီကားရဲ့အရွယ်အစားကိုကြည့်ရင်တော့အရှိနောက်ရှိ3,920 မီလီမီတာ၊ပဲညာအကျယ်1,900 မီလီမီတာအမြင့်1,608 မီလီမီတာနဲ့ wheelbase က2,520 မီလီမီတာရှိတာတွေ့ရပါတယ်။ကားရဲ့အရှိတ်ဒီဇိုင်းကလုံးကြစ်ကြစ်လေးဖြစ်နေသလို LED ရှေ့မင်းကြီး Hidden Door Handles တွေပြင် Blackout C pillar တွေလည်းတက်ထားပါတယ်။အနောက်ပိုင်းဒီဇိုင်းကတော့နှောင်မီးတန်းတွေကိုအနက်ရောင်ပေါင်ကွန်းနဲ့ဆက်ပြီးချိတ်ထားတဲ့ဒီဇိုင်းဆန်းကိုတွေ့ရပါတယ်။အပြင်ပိုင်းအရောင်တွေကိုတော့ Snow White, Sky Blue, Medium Silver နဲ့ Rose Pink ဆိုပြီးအရောင်နုအရောင်ရင်ရွေးချယ်နိုင်အောင်၄မျိုးထပ်လာပါတယ်။ကားရဲ့အတွင်းပိုင်းကိုကြည့်ရင်တော့ခေတ်နဲ့အညီရှိတဲ့နည်းပညာတွေနဲ့ဖွဲ့စည်းထားတဲ့လက်တွေ့ဆန်တဲ့ဒီဇိုင်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အရောင်တွေအနေနဲ့ကတော့ Black Gray နဲ့ Pink Gray ဆိုပြီးအရောင်ဆက်ထားတဲ့အရောင်နှမျိုးနဲ့ထွက်လာပါတယ်။ Feature ပိုင်းကိုကြည့်ရင်တော့9လက်မရှိတဲ့ Digital Instrument Panel တစ်ခု 10.25 လက်မရှိတဲ့ Floating Central Touch Screen, Keyless Entry စနစ် အဝေးထိန်း Remote App Base အရှိအနောက်ခောက်ချိုးနိုင်တဲ့အနောက်ထိုင်ခုံစနစ်တွေပါလာပါတယ်။ ဂီယာမောင်းတက်တွေကိုတော့ Steering Column မှာတက်ထားပြီးအလဲခွန်ဆိုးနေရာကိုတော့နေရာလို့တစ်ခုဖြစ်အောင်လုပ်ပေးထားပါတယ်။ version မျိုးစလုံးမှာဖွဲ့စည်းတည်ဆောက်ပုံအပိုင်းတူညီသလို40 ကီလိုဝက်အားရှိတဲ့ရှေ့မော်တာတစ်လုံးထဲတက်ထားတာကလည်းအတူတူပဲဖြစ်ပါတယ်။ဒီမော်တာက Tall 110 nm နဲ့အမြင့်ဆုံးအမြန်နှုန်း100 ကီလိုမီတာ/ဟ်စွမ်းဆောင်ရည်ရှိပါတယ်။ဘက်ထရီပိုင်းမှာတော့ CLTC Range 305 ကီလိုမီတာရှိတဲ့ကားကို 28.5 ကီလိုဝက်/ရှိတဲ့ဘက်ထရီကိုတက်ထားပေးသလို CLTC Range 405 ကီလိုမီတာရှိတဲ့ကားကိုတော့ 39.33 ကီလိုဝက်/ရှိတဲ့ LFP ဘက်ထရီတွေကိုတက်ပေးထားပါတယ်။ version မျိုးစလုံးကဘက်ထရီအား30%ကနေ80%ထိကိုအမြင့်အားသွင်းစနစ်နဲ့အားသွင်းရင်အားသွင်းချိန်မိနစ်30ပဲကြာနိုင်တယ်လို့ကုမ္ပဏီကပြောထားပါတယ်။ဒီကားဟာတရုတ်ပြည်တွင်းဈေးကွက်ထဲမှာရှိနေတဲ့ BYD Seagull နဲ့ Leap Motor T03 တွေနဲ့ဈေးတန်းတူနေလို့ဈေးကွက်ပြန်ဆိုင်ရဖို့လည်းရှိနေပါတယ်ရှင်။